နိုင်ငံဘန်ကောက်မြို့လေကောင်မှာအဆင့်မြင့်မြင့်နေကျင်တဲ့သူတွေအတွက် high-end ကွန်ဒိုတွေတဲကတစ်ခုဖြစ်တဲ့နာမည်ကြီး Life Rama 4အစုပ်ကွန်ဒိုဒီကွန်ဒိုကြီးကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ပေါ်ကလူစီကောင်းဆုံး Rama 4လမ်းမကြီးပေါ်မှာတည်ရှိပြီး MRT စုကွန်ပစ်နဲ့ VDS အစုပ်တို့ကိုတွားဖို့အတွက်ကားမောင်းကွာဝေး9မိနစ်သာကြာနိုင်ပါတယ်။ဒါအပြင် MRT အပြလိုင်း Queen Sarigate Station နဲ့6မိနစ်လမ်းလျှောက်အကွာဝေးမှာပဲကွန်ဒိုကိုတည်ဆောက်ပေးထားတာဖြစ်ပါတယ်။ European, China နဲ့မြန်မာလူမျိုးတွေအကြိုက်တွေ့တဲ့ကွန်ဒိုဖြစ်လို့အခန်းတော်တော်များများဆိုအောင်ကိုမျိုးအခန်းအနေငယ်သာကျန်ရှိတော့တာဖြစ်ပါတယ်ရှင်။ဒါအပြင်Sadon, Ceylon, အစုပ်စုခွန်ဘစ်တို့လို Central Business District CBD ဆိုပြီးလူသိများကြတဲ့နေရာတွေကိုလည်းရထားလမ်းနဲ့ကားလမ်းတွေကနေပြီးတော့လွယ်ကူစွာသွားလာနိုင်မှာဖြစ်ပါတယ်။အဆိုပါ Light အစုပ် Rama 4ကွန်ဒိုစီမံကိန်းကိုနာမည်ကြီး AP Thailand ကနေ2021ခုနှစ်မှာတာဝန်ယူဆောက်လုပ်ခဲ့ပြီးတော့2024ခုနှစ်အောက်တိုဘာလမှာဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။နာမည်ကြီး Live Series တွေတဲကကြောက်ပြားမြစ်ရဲ့ River View အလားကိုပါခန်းစားနိုင်မဲ့ဒီကွန်ဒိုကြီးဟာအဆင့်မြင့်39တက်ထိမြင့်တဲ့ High Risk ကွန်ဒိုတွေတဲကတစ်ခုလည်းဖြစ်ပါတယ်ရှင်။ဒီကွန်ဒိုဟာဆိုရင်နိုင်ငံခြားခီးသွားတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်မဲ့ကာစီနိုတွေကိုတိစောက်ခွင့်ပြုထားတဲ့ Clontori District မှာတည်ရှိတာကြောင့်နိုင်ငံခြားခီးသွားတွေရဲ့စိတ်ဝင်စားမှုကိုပါရထားပါတယ်။ဒါကြောင့် Life Rama 4အစုပ်ကွန်ဒိုဟာအနာဂတ်မှာလည်းဈေးကွက်မြင့်နိုင်တာကြောင့်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းတဲ့သူတွေအတွက်လည်းမှန်ကန်တဲ့အရေးချင်မှုဖြစ်လာမှာပါ။ဒါအပြင်နိုင်ငံတကာအဆင့်မြင့်ကွန်ဒိုကြီးမှာ Fitness Center, Co-working Space, Swimming Pool, Sky Garden နဲ့ Smart Home Feature စတဲ့ facility တွေပါဝင်လို့အစိမ်းကြအထားကြနဲ့နေထိုင်နိုင်မှာဖြစ်ပါတယ်ရှင်။ကွန်ဒိုရဲ့အနီးနားမှာလည်း Central Embassy Terminal 21, Anthurian, Sarambaragon နဲ့ Queen Sarigate Nation Convention Center တို့ရှိလို့အရန်ကိုပြည့်ပြည့်စုံတဲ့ကွန်ဒိုလို့ပြောလို့ရပါတယ်။ဒါအပြင်ကျန်းမာရေးကိစ္စအတွက်လည်းစိတ်ပူစရာလုံးဝမလိုပါဘူးနော်။ကွန်ဒိုရဲ့အနီးမှာ Samathawi Hospital နဲ့ Mappa Hospital တို့အဆင့်မြင့်ဆေးရုံတွေလည်းရှိပါတယ်ရှင်။ဒီလို facility အပြည့်စုံနဲ့တွားရေးလာရေးလွယ်ကူပြီးတော့လူစီကားတဲ့နေရာမှာတည်ရှိတဲ့ Life အစုပ် Rama 4ကွန်ဒိုကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ပေါ်မှာအခြေချမဲ့သူတွေနဲ့ရင်းနှီးမြှုပ်နှံခြင်းသူတွေအတွက်အသင့်လျော်ဆုံးကွန်ဒိုတစ်ခုဖြစ်ပါတယ်။ဒါကြောင့်သူများထက်နောက်မကြခင်ပိုင်ဆိုင်နိုင်အောင်အခုပဲ luxury ဖြစ်တဲ့အခန်းတစ်ခန်းဝယ်ယူလိုက်ဖို့အကြံပေးချင်ပါတယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကွန်ဒိုတွေနဲ့လုံးချင်းအိမ်တွေကိုပတ်စံနဲ့ passport စာအုပ်ရှိုံနဲ့အဆင်ပြေလွယ်ကူစွာဝယ်ယူလို့ရပါတယ်ရှင်။ customer တွေကွန်ဒိုနဲ့လုံးချင်းအိမ်တွေကိုအပြင်မှာကြည့်လို့ပါကကြွတင်ရက်ချင်းရယူနိုင်ပါတယ်ရှင်။ထိုင်းနိုင်ငံပြင်ပမှာရောက်နေတဲ့ customer တွေအတွက်လည်းဗီဒီယိုကနေတစ်ဆင့်ပြသပေးမှာဖြစ်ပါတယ်ရှင်။ဘန်ကောက်မှာ MRT VDS တို့နဲ့နှီးတဲ့ကွန်ဒိုရီနဲ့လုံးချင်းအိမ်တွေကို developer တိုက်ရိုက်စီးမှန်းပြီးတော့အချက်ချာကြားတဲ့နေရာကောင်းမှာဝယ်ယူခြင်းနဲ့ဆိုရင်တော့ A1 Dream Bangkok ကွန်ဒိုကိုဆက်သွယ်လို့ရပါတယ်ရှင်။